အားလုံးပဲမင်္ဂလာပါရှင်။ကြာဒီတစ်ခေါက်ကတော့ဂျပန်နိုင်ငံကိုအလုပ်သွားပြီးလုပ်ချင်တဲ့သူတွေအတွက်တုတ်ခုသေးဗီဇာနဲ့သွားတင်လား training visa နဲ့သွားတင်လားတုတ်ခုသေးဗီဇာနဲ့ training visa တွေကဘာကွာလဲဆိုတဲ့ဟာလေးကိုကြာနားလည်သလောက်ကလေးရှင်းပြပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကကြတော့ agency ကြီးပေါ့နော် agency ကြီးမှာကကြတော့ training visa မှာကဒေါ်လာ2800ပေးရပါတယ်။တုတ်ခုသေး visa မှာကကြတော့ဒေါ်လာ1500ပဲပေးရပါတယ်။ဒါပေမဲ့လို့ပေါ့နော် training visa မှာကကြတော့သူကလုပ်တင်လုပ်သမားဗီဇာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုပ်ရှင်တွေဘက်ကနေပြီးတော့ကြတော့နေထိုင်မှုကိုတဝက်ထောက်ပံ့ပေးတာမျိုးတွေပြီးလို့ရှိရင်ဒီလေရင်လက်မှတ်ခစီစဉ်ပေးတာမျိုးတွေပေါ့နော်ဒါမျိုးတွေလုပ်ပေးပါတယ်ဒါပေမဲ့တုတ်ခုသေးဗီဇာမှာကကြတော့အဲ့ဒီဟာတွေကကိုယ့်ဘက်ကနေပြီးတော့ site ထုတ်ရမှာဖြစ်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်နဲ့ဒီနှစ်ခုမှာကဒီကုန်ကျစရိတ်အရာကြည့်မယ်ဆိုလို့ရှိရင်တော့အများကြီးမကွာပါဘူးကုန်တဲ့ပမာဏကအတူတူလောက်ပဲဖြစ်ပါတယ်ဒုတိယတစ်ခုကကြတော့ခန်းစားခွင့်ပေါ့နော်ခန်းစားခွင့်မှာကကြတော့ training visa သမားတွေကကျတို့တစ်လကိုဘယ်နှစ်နာရီအလုပ်လုပ်ရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိရပေါ့နော်အဲ့ဒီအလုပ်လုပ်ရမယ်နာရီကြားတဲ့ကိုဝင်အောင်လုပ်ပေးရတာဖြစ်ပါတယ်အဲ့ဒီမှာကကျတို့စနေတနင်္ဂနွေဆိုတဲ့ဟာမျိုးမရှိဘူးပြီးလို့ရှိရင်အစိုးရရုံးပေးရဆိုတဲ့ဒီလိုမျိုးခန်းစားခွင့်တွေကဘာမှမရပါဘူးဒီနာရီတဲ့ကိုဝင်အောင်ပဲလုပ်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့တုတ်ခုသေးဗီဇာမှာကကြတော့ကျတို့ဒီစနေတနင်္ဂနွေတချို့အလုပ်တွေမှာဆိုလို့ရှိရင်စနေကတော့မပေးဘူးပေါ့နော်တနင်္ဂနွေအလုပ်ဆင်းပေးရဆိုလို့ရှိရင်ကိုယ့်ရဲ့လောက်ခလာစာ plus ဘလောက်ထပ်ပေါင်းပေးရဆိုတဲ့ဟာမျိုးတွေရှိပါတယ်အဲ့ဒီလိုမျိုးရှိတဲ့အလုပ်မျိုးဆိုလို့ရှိရင်အဲ့ဒီအခွင့်အရေးကိုပါရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အစိုးရရုံးပေးရက်ဒီလဲရပါတယ်အစိုးရရုံးပေးရက်မှာကိုကအလုပ်ဆင်းပေးမယ်ဆိုလို့ရှိရင်ဒီအလုပ်ဘက်ကနေပြီးတော့ကြတော့ကိုပုံမှန်လက်ခလာစာရဲ့ plus ဘလောက်ဆိုပြီးတော့ထပ်တိုးပေးတာမျိုးတွေလည်းရှိပါတယ်တချို့လုပ်တွေဆိုလို့ရှိရင်နေ့လည်စာကျွေးတာမျိုးတွေအဲ့လိုပေါ့နော်တခုခုကျွေးတာမျိုးတွေပါရှိတတ်ပါတယ်နောက်ထပ်အရေးကြီးတဲ့ဟာနောက်တစ်ခုကကြဘာလုံးဆိုတော့ကြတော့ bonus ပေါ့နော်bonus ကကြတော့ပုံမှန်2ခါလောက်ရှိတယ် bonus မှာကtraining bonus နဲ့တုတ်ခုသေး bonus ကမတူဘူးပေါ့နော်တုတ်ခုသေး bonus က training bonus နဲ့2ဆလောက်ပို့ပါတယ်တစ်ခါလေဆိုလို့ရှိရင်တချို့လုပ်တယ်ဆိုလို့ရှိရင်2ဆခွဲလောက်အထိပို့ပြီးတော့များတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီတုတ်ခုသေးကပေါ့နော်ပို့ပြီးတော့ bonus အနေနဲ့ဆိုရင် bonus ပိုကောင်းပါတယ်နောက်ဆုံးတစ်ခုကကြတော့ကျတို့အလုပ်တက်တန်းပေါ့နော်အလုပ်တက်တန်းအပြင်ဆိုလို့ရှိရင် training ကကြတော့3နှစ်စာချုပ်ချုပ်ရမယ်3နှစ်စာချုပ်ထဲမှာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေဒီ training အနေနဲ့ပဲလုပ်ရမယ်ပေါ့နော်ဒါပေမဲ့တုတ်ခုသေးကကြတော့တစ်နှစ်တက်တန်းပဲရှိရတစ်နှစ်တက်တန်းပဲရှိပြီးတော့ကြတော့ကိုကဒီအလုပ်မှာတစ်နှစ်ပြည့်သွားပြီဆိုလို့ရှိရင်ကိုမကြိုက်ဘူးဆိုလို့ရှိရင်တခြားကောင်းတဲ့အလုပ်ကိုပြောင်းလို့ရပါတယ်